ကျွန်တော်တို့ online ပေါ်မှာအလေးတွေကင်ထားပြီးတော့ဒီ exercise လုပ်ရင်ဒီကြောပြင်အစီကြမယ်ဒီ exercise လုပ်ဆိုလို့ရှိရင် chest တွေမှာအစီကြသွားမယ်ထိုင်ထားလို့ရင်အောက်ပိုင်းတွေအစီကြသွားမယ်ဆိုပြီးတော့ပြောနေကြတဲ့ video တွေကိုတွေ့ဘူးလားနောက်ပြီးတော့အလေးတုံးနှစ်တုံးနဲ့လက်မောင်းရဲ့ဒီလိုလက်ကျင်ကန်လုပ်တယ်တို့ဒီလိုလက်ကျင်ကန်လုပ်တယ်တို့အဲ့လိုတွေလုပ်လိုက်လို့ရှိရင်အပ်ပါတဲ့လက်မောင်းတွေဖြစ်သွားမယ်တို့အဲ့လိုမျိုး force out တွေပေးနေတဲ့ video တွေရောတွေ့ဘူးလားကျွန်တော်တို့အစီကြဈေးတွေတောက်ပါတို့ဟိုဂျယ်လီလေးစားပါတို့တမယာတီးနဲ့ကျွန်တော်တို့ဂျင်းနဲ့ရောပြီးတော့တောက်ပါတို့ပြီးသွားလို့ရှိရင် GLP-1 ထိုးဈေးတွေထိုးပါတို့ဆိုတော့အစီကြဈေးကွက်ကကြီးလာတာနဲ့အမျှအဲ့လိုမျိုး force out တွေနဲ့တိုင်ပတ်နေတဲ့လူတွေကိုရောကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးကျွန်တော်တို့တွေ့မြင်နေရပါတယ်ကျွန်တော်တို့လူတစ်ယောက်ရဲ့ body transform ဖြစ်ဖို့ဂျင်းနေမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်လူတွေအဓိကလှုပ်ဆောင်နေတဲ့အချက်၃ခုရှိပါတယ်အဲ့ဒါကတော့ muscle တွေကိုပဲအခြေခံပြီးတော့လေ့ကျင့်နေတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ skeletal muscle ပေါ့နော်အရိုးတွေမှာတွက်ဆက်ထားတဲ့ skeletal muscle အတွက်ကျွန်တော်တို့က weight training တွေဆော်တယ်အထက်ကဒီနှလုံးကြွက်သားတွေနှလုံးအဆုပ်ကြွက်သားတွေအတွက်ကိုကျွန်တော်တို့က cardio လေ့ကျင့်ခန်းတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ smooth muscle တွေအတွက်ကိုကျွန်တော်တို့ diet food တွေစားတယ်ပေါ့နော်အဲ့ muscle ၃ခုကိုပဲအခြေခံပြီးတော့ကျွန်တော်တို့ train နေတာဖြစ်ပါတယ်တကယ်တမ်းလက်တွေ့ဘဝမှာကျွန်တော်တို့အစီကြစေတဲ့ဆေးအစီကြစေတဲ့အစားအသောက်တွေအစီကြစေတဲ့လေ့ကျင့်ခန်းတွေဆိုတာမရှိပါဘူး weight training တွေဆော့တာကလည်း muscle တွေကို maintain လုပ်မှာနဲ့ muscle တွေတိဆောက်ဖို့အတွက်ပဲ weight training တွေကိုဆော့တာပါဒီလိုလုပ်လိုက်ရင်ကြောပြင်ရဲ့အစီတွေကျမယ်လို့လုပ်လိုက်ရင်လက်မောင်းရဲ့အစီတွေကျသွားမယ်ဆိုတာအဲ့ဒါလုံးဝကျင်းစကားတွေဖြစ်ပါတယ်တကယ်တမ်းအစီကျကျင်တယ်ဆိုရင်လုပ်ရမယ့်တော့ချက်ကတစ်ခုပဲရှိပါတယ်အဲ့ကောင်ကတော့ကျွန်တော်တို့ calorie deficit ဖြစ်ပါတယ်တနေ့တာလိုအပ်တဲ့ calorie ထက်ပိုစားရင်အစီတက်မယ် short စားရင်အစီကျမှာဖြစ်ပါတယ်